အားလုံးမင်္ဂလာပါကျွန်တော်ရဲ့တူရီကိုယ်ဆွဲ channel နဲ့ကြိုဆိုပါရစေနော်တူရီကိုယ်ဆွဲ channel နဲ့ကြိုဆိုပါရစေဆိုတော့ကျွန်တော်လူတွေကိုကျွန်တော်ပေးချင်တာလေးရှိတယ်ဆိုတော့ဒီမှာနော်ဘာလဲဆိုတော့ဒီမနက်ပိုင်းမှာခွန်ထိတ်ထွက်ထားတယ်နော်ခွန်ထိတ်ထွက်ထားခြင်းကြောင့်ခွန်နှစ်ပိုင်သို့မဟုတ်ခွန်နှစ် break လာမယ်နော်ခွန်နှစ်ပိုင်သို့မဟုတ်ခွန်နှစ် break လာမယ်ဟာဒီတစ်နှလုံးတန်းခြင်းကြောင့်16 break အမှန်တကယ်သူ့မူရဆိုတော့168 break ဒါပေမဲ့ကျွန်တော်10 break ကိုမကြိုက်လို့16 break ကိုယူထားလိုက်တာနော်ပြီးရင်ဟောဒီက4 R ထွက်တိုင်းခွန်893ညအပူပါအခွေလုံးဝထွက်လိမ့်မယ်ခွန်893ညအပူပါအခွေဟုတ်ပြီနော်ခွန်893ညအပူပါအခွေထွက်မယ်ပြီးရင်ပြီးခဲ့တဲ့ကျွန်တော်ပေးထားတဲ့အခွေတွေထဲမှာကျန်တာဆိုလို့ဒီ4689အခွေကျန်တယ်ပြီးမိတ်ဆွေတို့ကိုကျွန်တော်တခုကြံပေးခြင်းတယ်ကျွန်တော်တနင်္လာနေ့မှာထုတ်ပေးထားတဲ့မူတွေကအကုန်ထွက်ဒီနေ့ထွက်သွားတဲ့4တက်ကဒီခွန်ဘူးမော်နေထွက်သွားတာ49ချင်းနဲ့168ကီဒီမှာ414648 919698ဆိုဒီမှာ4တက်ထွက်သွားတယ်ဟုတ်ပြီနော်ဒါတင်းလာနေညခဲ့တယ်ကျွန်တော်ပေးထားတဲ့မူတွေမိတ်ဆွေတို့ဒါတွေကိုပြန်မကြည့်ဘူးကျွန်တော်အဲ့နဲ့ screenshot လဲရိုက်ခိုင်းတယ်နော်မိတ်ဆွေတို့အဲ့ပြန်မကြည့်ဒီမှာ2ခွန်53ည break ကခွန် break ထွက်ပြီး5 break ထွက်ပြီးဟုတ်လား4689ခွေချက်အလဲခွန်လေးကြလို့3916ခွေထွက်ပြီးဒီနေ့နေခွန်လေးကြောင့်5ခွန် break ထွက်ပြီးဒီမှာ93ညခွန် break ဆိုပြီးကျွန်တော်ထပ်ယူပေးထားတယ်နော်ဒီကျန်တာဆိုလို့4689ခွေရယ်3ည break ရယ်ဒါပဲကျန်တယ်အကုန်ထွက်သွားပြီခွန်ထိတ်ထွက်တာလို့3ပတ်တီတရားရကနှုန်းထွက်သွားပြီကြာပြီးတောက်ကြမှာ4ပတ်တီနဲ့5ပတ်တီထွက်ပြီးဟုတ်လားနော်အဲ့ကြောင့်အဲ့ဒါလေးတစ်ချက်မိတ်ဆွေတို့နောက်ကျရင်သတိလေးထားပေးပါနော်ကဲအဲ့တော့ဒါလေးကိုမိတ်ဆွေတို့ screenshot ရိုက်ထားဒီတစ်လေးကြောင့်ခွန်890ကိုချက်ချင်းဆင်းတာများတယ်နောက်ထပ်တရားကိုသိအများကြီးမကစားခြင်းဒီအခွေလေးပဲကစားအပူးထည့်ခြင်းလဲအပူးကိုရန်လိုက်ပေါ့ဗျာနော်ဒီအခွေနှစ်ခုကျွန်တော်ဘက်ကစိတ်ဆိုင်ဖြစ်အောင်တော့ကျွန်တော်ဒီအခွေနှစ်ခုချပေးထားတယ်ဟုတ်ပြီနော်ကဲအဲ့တော့တောက်ချန်နေတော့သွားမယ်နော်တောက်ချန်နေတော့ဆိုရင်ကျွန်တော်ရဲ့နေကုန်လုံးမှန်ရ6တလုံးပါနော်နေကုန်လုံးမှန်ရ6တလုံးနေကုန်ပတ်တိရ4နှစ်ပတ်တိပါကီးခွေက6183ကီးခွေဒီကီးခွေကနေဆိုရင်လေအပြီးထွက်သွားတယ်တပီတန်းနေဆိုရင်ကျွန်တော်ကီးခွေကနေခွေပြီး2ကွက်ထုတ်ထားတယ်68နဲ့13ကျွန်တော်အဲ့2ကွက်ကိုကြိုက်တယ်နော်68နဲ့13အဲ့တော့နေကုန်ထိုးကွက်ထုတ်မယ်ဆိုရင်4နဲ့ဆိုရင်46 41 48 4နဲ့ပြန်ကြတစ်ကွက်ပါနော်နက်ခတ်တစ်ကွက်ပါပြီး8နဲ့ဆိုရင်26 21 28 23ဒီမှာပြန်ကြတစ်ကွက်ပါပြန်ကြ2ကွက်ပါတယ်ထိုင်းပါဝါတစ်ကွက်ပါဟုတ်ပြီနော်အဲ့တော့ဒီထဲမှာဆိုကြော်ကြိုက်တာ46နဲ့4နှစ်ကိုကြိုက်တယ်26နဲ့28ကိုကြိုက်တယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်နေကုန် break က1 break 2 break 4 break 10 break ရှိပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်ရေးပေးထားတယ်ဒီနေ့ထွက်ကနန်းရဆိုရင်ခွန်ထိတ်ထွက်တာလို့ခွန်နဲ့ပိုင်သုံးဖို့ခွန်နဲ့ break 1အထောက်မူကြောင့်16 break အဲ့တော့မနေ့ကတော့ပထမ main ရောအနေနဲ့ဆိုရင်ပထမ main ရောအနေနဲ့ကျွန်တော်ရေးထားတာ46 4နှစ်48ပါဒူ main ရောအနေနဲ့ဆိုရင်26 21 28ပါဗျနော်26 21 28ပါအဲ့တော့နေကုန်2ကွက်ကောင်းဆိုရင်တော့64နဲ့9နှစ်ပါဗျာဟုတ်ပြီနော်နေကုန်2ကွက်ကောင်းဆိုတော့64နဲ့9နှစ်ပါနေကုန်1ကွက်ကောင်း68ပါဗျာနော်နေကုန်1ကွက်ကောင်း68ပါမနက်ဖြန်တော့ကျွန်တော်အကြိုက်ဆုံးနေကုန်ဆိုတော့မနက်ဖြန်ညီကိုတတိထားပါဘာလို့လဲဆိုတော့ကြာသာပလေးနေ့လေးထိတ်ထွက်ထိုင်ညီကိုလိုက်တတ်တယ်အဲ့မူလေးရှိတယ်နော်အဲ့မူလေးရှိတယ်အားကြောင့်မလို့မနက်ဖြန်ညီကိုရဲ့အပူးရဲ့ပြန်ကြအဲ့3ခုတို့နည်းနည်းလေးတတိထားပြီးအားလို့ကျွန်တော်ပြောချင်ပါတယ်နော်မနက်ဖြန်ကျွန်တော်အကြိုက်ဆုံးပတ်တီတစ်လုံးဆိုတော့4ပတ်တီပါဟုတ်ပြီနော်ကဲအဲ့တော့မိတ်ဆွေတို့တောက်ကြတဲ့အပိတ်နေမှာလဲကြာသာမင်းနေ့လို့ဆက်လက်အောင်မြင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအထူးပါဗျာ